ချိန်တော့ marketing လုပ်ရတာအရင်လွယ်တယ်ဆိုတဲ့အချိန်တွေရှိခဲ့ဘူး product ပြမယ်သူရဲ့ feature တွေအကြောင်းပြောပြမယ်သူကဘာကြောင့်ပိုကောင်းလဲဆိုတာပြောပြမယ်အဲ့ဒါဆိုရင်ပြီးပြီ marketing ကအလုပ်ဖြစ်ပြီအဲ့ဒီချိန်မှာ Apple ကဒီ marketing system ကြီးတစ်ခုလုံးကိုပြောင်းပြန်လှန်ပစ်လိုက်သူကဒီ computer ကပိုမြန်တယ်လို့မပြောတော့ပဲဒီ computer ကမတူအောင်တွေးရတဲ့လူတွေအတွက်လို့ပြောပြီးတော့စရောင်းသူတို့က product တွေရောင်းနေတာကိုရက်လိုက်ပြီးတော့ identity တွေကိုစပြီးတော့ရောင်း Apple ကအရင်ကတည်းကဒီတစ်ခုကိုလည်းကောင်းကောင်းသိထားတယ် product တွေကတူအောင်လိုက်ပြီးတော့လုပ်လို့ရတယ် features တွေကလည်းအတူတူဖြစ်အောင်လိုက်ပြီးတော့လုပ်လို့ရတယ်ဒါပေမဲ့အဓိပ္ပာယ်တွေကတော့တူအောင်လိုက်ပြီးတော့လုပ်လို့မရဘူး Apple ကပေးတဲ့ marketing သင်ခန်းစာကတော့ feature တွေအစား meanings တွေကိုဒါရောင်းမယ်ဆိုရင် marketing မှာမင်းကပြိုင်ဘက်ကင်းဖြစ်သွားပါလိမ့်မယ်10 မိနစ်စာ marketing ဖြစ်ပါတယ်